အားလုံးပဲမင်္ဂလာပါကျမကတော့အင်္ဂလိပ်စာ teacher လေး teacher ပုံညက်ခိုင်ဖြစ်ပါတယ်ကျမဒီနေ့ဗာကြောင့်နဲ့ပတ်သက်ပြီး sharing လုပ်လို့လဲဆိုတော့လေအားလုံးပဲ every ပေါ့နော် every ကိုသိတယ်ပေါ့နော် every ရဲ့နောက်က verb က singular လား plural လားဆိုတော့နည်းနည်းလေး confuse ဖြစ်တယ်မလားချုပ်ချွေးတယ်ပေါ့နော်ကဲအဲ့ဆိုရင်ကျမပြောပြပါမယ်ပေါ့နော် every ရဲ့နောက်က verb မလိုက်ခင်မှာ every ရဲ့နောက်က noun က singular လား plural လား everybody every day ဟုတ်ပြီနော် everybody every day everyone အကုန်လုံးက singular ပါနော်အဲ့ဆိုရင်ဟုတ်ပြီအဲ့ဆိုရင် everybody ရဲ့နောက်က is လား are လားရှင်းလေးပါနော် everybody ရဲ့ every ရဲ့နောက်က noun က singular ဖြစ်တဲ့ကြောင့် verb ကလည်း singular ပဲဖြစ်လာမှာပါနော် everybody is happy everybody is happy လို့လာပါလိမ့်မယ်အကုန်လုံးကအဲ့ဆိုရင်ကျွန်မပြောချင်တာကဒါကကျမ verb to be နဲ့နမူနာပြောတာမလို့နော် everybody everyone အကုန်လုံး every ရဲ့နောက်က noun ကလည်း singular ဖြစ်တယ်လို့ verb ကလည်း singular ဖြစ်ပါမယ်ကျမတို့ဒါကဆိုတော့ကျမ verb be နဲ့ပြောလိုက်လို့ပေါ့နော်အမစ်စာနဲ့ပြောလိုက်လို့ is ပေါ့နော် everybody is happy လို့လာတာပါဥပမာဆိုရင် everybody walk w a l k everybody w a l k s ပေါ့နော် walk everybody walks s ပါမယ် everybody walks in the morning လူတိုင်းမနက်ခင်းနဲ့လည်း၆ကြတယ်ပေါ့နော်မနက်ခင်းမှလည်း၆ကြတယ် walk မှာ s ပါမယ်နော် walk မှာ s ပါမယ်အဲ့ဆိုရင်ကျွန်မပြောချင်တဲ့ဓာတ်ကလေးက every ရဲ့နောက်က noun က singular ပါ verb ကလည်း singular ပါကဲဒီနေ့ဗီဒီယိုကတော့လောက်ပါပဲနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ကျွန်မကိုလွှဲချက်တွေရှိရင်လည်းထောက်ပြခဲ့လို့ရပါတယ်သိချင်တာရှိရင်လည်း comment မှာမှန်းခဲ့လို့ရပါမယ်နော် see you bye bye